အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်သတင်းကတော့အထူးသတင်း share သတင်းပေါ့နော်ဘယ်သူအတွက်လဲဆိုတော့ကျွန်တော်တို့တရုတ်ပြည်ပေါ့တရုတ်ပြည်တို့ပြောရတဲ့ဆိုင်ရင်အထူးသတင်းကဘယ်အတွက်လဲဆိုတော့ BYD ကားကုမ္ပဏီတွေအလုံးဝအထူးသတင်းကြီးပါဗျဘလို့အထူးသတင်းကြီးလဲဆိုတော့ Israel ကို Jerusalem မှာအီရန်ကနေပြောဒုံးကျည်နဲ့ပြစ်လိုက်တဲ့ခါမှာပေါ့နော် missile ပေါ့နော်ဒုံးကျည်နဲ့ပြစ်လိုက်တဲ့ခါမှာIsrael ရဲ့ Jerusalem မြို့ထဲမှာပေါ့နော်အဲဒုံးကျည်ပေါက်ကွဲခဲ့တယ်အဲဒုံးကျည်ပေါက်ကွဲခဲ့တဲ့နေရာကွက်တိမှာပါရှိနေလဲဆိုတော့ BYD ကားရှိနေတယ်အဲ BYD ကားထဲမှာဘာဖြစ်နေလဲဆိုလူတွေအဲမိသားစုပေါ့ driver ရဲ့မိသားစုอ่ะเนาะကားပိုင်ရှင်ရဲ့မိသားစုရဲ့အဲကားထဲမှာရှိနေတယ်အဲမစ်ဆိုင်ကြီးပြစ်လိုက်တဲ့ချိန်မှာကျင်းကြီးကိုအကြီးဖြစ်သွားတယ်ဖြစ်သွားရဲ့ပေမဲ့အတွင်းထဲမှာရှိတဲ့ကားထဲမှာရှိတဲ့လူတွေရဲ့ကားရဲ့ကဘာမှမဖြစ်ဘဲနဲ့ကားကြီးကအကောင်းတိုင်းမဖြစ်ပြီးတော့နှစ်ဘေးမှာလုံးဝရစရာမရှိအောင်မှုံမှုံညံ့ညံ့ကြေးသွားပြီမဲ့ BYD ကားထဲမှာရှိတဲ့လူတွေကအသက်ရှင်တယ်ကားကလည်းဟိုဘနော်လိုကြီးလုံးဝပျက်စီးသွားတာမဟုတ်ဘဲနဲ့ကားရုံလုံးကြံနေတယ်ဆိုတော့လုံးဝဒါ BYD ကားအတွက်ကတော့လုံးဝ marketing တစ်ခုဖြစ်သွားတယ်ကျွန်တော်သိကြအောင်ပါပေါ့လွန်ခဲ့တဲ့လာတဲ့ပေါ့နော်ကျွန်တော်တို့ဒီဖိလစ်ပိုင်မှာမြို့တော်ဝင်ကိုဟိုဟာနဲ့လောင်ချာနဲ့ပြစ်လိုက်တဲ့ချိန်မှာကျွန်တော် Toyota Land Cruiser ကိုပြစ်လိုက်တယ်အဲ့ထဲမှာမြို့တော်ဝင်ပါသွားတယ်အဲ့ကားဟိုဖြစ်သွားပေါ့နော်ဟိုမြို့တော်ဝင်ကဘာမှဖြစ်မသွားအဲ့ချိန်မှာ Land Cruiser လုံးဝကိုတစ်ကမ္ဘာလုံးမှာနာမည်အကြီးဆုံးကားဖြစ်သွားတယ်ခုချိန်မှာ BYD ကပါပိုးတောင်ပြီးတော့နာမည်ကြီးကိုမပြောဆိုတော့ missile ကြီးတစ်ခုလုံးမှန်တာတော့မဟုတ် BYD ကားကြီးကလုံးဝပြည့်စုံမှုမရှိဘူးနဲ့အဲ့ဒါလုံးဝပေါ့နော်ဟိုခုတီအတွင်းနဲ့ပါလူရထိခိုက်မှုမရှိဘူးအဲ့တော့လုံးဝအထူး special လောက်ထားတဲ့ကားမဟုတ်ဘူးတမန်ကားတစ်စီးဟာအဲ့လိုဖြစ်နေဆိုတော့ BYD ကားတော့ကလုံးဝအထူးသတင်းကောင်းဖြစ်ပြီးတော့ဒါ BYD ကားနာမည်ကြီးဖို့အတွက်အကြောင်းဖန်လာတယ်ပေါ့နော်ကျေးဇူးအများကြီးတင်တယ် thank you